ဒီတွင်းလေးတွေကြာတော့တယ်နော်ပြင်ပန်းသွားလားစစ်This light ဟုတ်တယ် you light နဲ့လည်းမောင်းတယ် bright pink တော့ပိုကောင်းတယ်ချက်ချင်းနော်မျက်နှာကြည့်သွားတယ်ဒါနဲ့ဆိုရင်ကျွန်တော်မျက်နှာOh, I see. Yeah. တော့မို့ဆိုလို့တပတ်တစ်ခါလောက်အဲ့တော့ဂျူရအရှင်ဆုံးတကယ်အယောင်ကြီးမတူတော့တူလိုမျိုးဖြစ်တာပေါ့နော်။ဒီပေါ်ဝင်းသွားတာမျိုးဆိုတာလေကျွန်တော်အဲ့ကဲ့ရဲ့အယောင်လိုက်ဆိုင်နေ May 7နော် Taurus ပဲတူတာမဟုတ်မွေးနေ့ကကွက်တီတူတာလာရောရက်ကောရာအကြောင်းအမြဲမွေးနေ့ဆိုကြောက်လိုက်ကြတယ် birthday လို့ပြောဖြစ်တယ်ရာအကြောင်းကလေးအတိတ်တိထားမိရပြီးတော့ဟိုကလည်းတူတယ်အကြိုက်ဆုံးအယောင်လည်းတူတယ်အကြိုက်ဆုံးရော purple လည်းတူတယ်ကစားလိုက်ကြမယ်အဲ့တရားချင်းမကတ်ကြည့်ခင်ဒီ test လုပ်တဲ့ပိတ်စလေးနဲ့အရင်စမ်းကြည့်ကြမယ်နော်အခုထုံးအယောင်လေးနော်ဒုတိယတစ်ခုက warm tone wow ပြောင်းနေနော် yes နှစ်ခုမှမတူဘူးအဲ့တော့လည်းI think မှာဒါနဲ့တိတ်မလာyou mean အနေနဲ့နီးစက်ဒီဖြစ်သွား you got more yellowish with this နော် you ဒါနဲ့ကျတော့ original color အတိုင်းပဲ before and after တိတ်မပြောင်းနော်အဝါရောင်လေးနဲ့ရှင်းပြမယ် this is warm tone yellow သူကကျတော့ mustard yellow ပေါ့နော်ဒါလေးက cool tone yellow အပြာနည်းနည်းရောထားတယ်သူကဒါနဲ့မှောင်သွားတယ်နော်မျက်နှာဒီတွင်းလေးတွေကြာသွားတယ်နော်ပြင်ပန်းသွားလားစစ်အေးပြင်ပါပါဒါနဲ့ကျပြန်ပြီးတော့ပြန်ဖြစ်သွားတယ်နော်ဒါက warm tone green cool tone green bluish green wow warm tone နဲ့မဝင်နဲ့ cool tone အစိမ်း wow I like this color warm tone ဖြစ်နေတယ်ပြပူရောရခင် yes ဒီလိုမလိုက်ဟုတ်တယ်ဒီတာရကြည်ဝါနော် to like an event and then အိမ်မှာငွေဝေးရတယ် and then ကိုကအိမ်မှာ I was like oh wow okay I like this ဆိုပြီးတော့အဲ့ဒါဆို silver နည်းနည်းလေးကြိုက်လာ yes ဟုတ်တယ် silver နဲ့ပို့လိုက်တယ်အခု gold ကတ်တာပါဖြစ်လဲဆိုရင်ပြောလို့မီမီဖြစ်တယ်ပေါ့နော် redness တွေထားရတယ် silver နဲ့ချွတ်လင်းသွားတယ်နော်ဒီမဲက cool tone ဖြစ်တယ်အညိုက warm tone ဖြစ်တယ်အခုထုံးဖြစ်တော့လေသုံးရတယ် brown တော့မသုံးနဲ့ brown ဆိုနည်းနည်းလေး redness တွေထားရမယ်နော် blackness ဆိုရင်ပို့ပြီးတော့ကြည်တယ်လို့မျိုးနော် light or dark ပဲဟာပို့လိုက်လို့တစ်ချက်ကြည့်ပေးမယ် okay first one is light second one is dark light versus dark you dark နဲ့ပို့လိုက်တယ်နော် light ကလေအင်ကြီးပဲလင်းပြီးမှောင်နေthis is better you look more highlight with dark colors new light question dark နည်းနည်းပို့လိုက်တယ်အနုမှာမှောင်သွားတယ်က light blue dark blue dark versus light ဟုတ်တယ် you light နဲ့နည်းနည်းမှောင်တယ်အရိပ်တွေပိုထင်းစေနော်အရှင်းကိုပိုရွေးရမယ်အပြာဆိုလဲဒီဖုန်းကပိုသိတာလေးတော့อ่ะနော် pastel purple တော့တိတ်မလိုက်ဘူးမရမယ်နော်This color suits you so much. Yeah. This is my signature color. Yeah. တကယ်တော့မနိုင်ဝင်ခံရအိုက်ကြိုက်တာဒါ dark bright muted အခုကလည်းနော်ကွာရယ်နော်အရင် Thank you for being so easy အရင်ကြည့်ရလွယ်တယ်တချို့လူတွေအဲ့လောက်ကြီးမသိတာဘူးယူမျက်နှာရအဲ့လောက်ကြီးပြောင်းတာဒီရဲ့အစိမ်းကခုထုံးအစိမ်းဒါပေမဲ့သူက smoky ဖြစ်တယ်ကျွန်တော်အစိမ်းသူကတော့ dark တယ်နော် bright versus muted ဟောတော့ဘာအပြာဆိုဒီလို smoky လေးတော့မဝင်နဲ့ဒီလို bright ဖြစ်တဲ့ blue yes I like it smoky နဲ့မရအောင်နော်နှခမ်းလေးကပြာသွားဖြူသွားတယ်လို့လေဖြစ်သွားရလုံးဝမလိုက်နော် not dusty or smoky pink မသုံးနဲ့ pink တော့ပိုကောင်းတယ်ချက်ချင်းနော်မျက်နှာကြည့်သွားတယ်ဒါနဲ့ဆိုရင်ကျွန်တော်မျက်နှာမှိန်ပြီး ashy ဖြစ်သွားတယ် white color ပြီးခရင်ဝစ်ချင်နော်ဒီလိုပြာဆိုလည်းဒီလို royal and then a sense emerald green လို့မျိုးဒီထက်ရင်းတဲ့ဥစ္စာလည်းရှာ red color black yeah black အဲ့ဒါတော့ your best color တွေ pink ကအမဲနဲ့အညိုမှာတော့အမဲပိုကောင်းတယ် brown ကကျတော့နည်းနည်းလေး redness တွေပေါ်စီမှာဆိုတော့နော် so wine color လေးဆိုလို့ရတယ် and then ဒါကတော့မလိုက်တဲ့ဟာပေါ့နော် rainbow တန်းနဲ့အညို brown oh yeah နက်ပြ blue black ဆိုလို့ရတယ် it will make you look really chocolate brown ဒါတော့မရဘူးဒီလို peach က warm tone ဖြစ်တယ် pink ရွေးရမယ်နော်ဒီလိုပန်းရောင်ရွေးရတော့မယ်ဆိုဒီလိုရွေး tone light ဒါက cool tone dark နော်ရောကျတော့ဒီလို dark color လေးနည်းနည်းလေးသုံးပြီးမှအသားလင်းမှာ light color သုံးယူအရိပ်တွေပေါ်နေလိမ့်မယ် this is too light too pastel and this is a little deeper pink yeah ဒီလို look တွေ light တယ်လုံးဝလင်းထွက်သွားမှာဒီနေ့က confirm this is a better option than this ဒါကျတော့ရွေးမယ်ဆိုရင်ဒီလိုကြီးကြီးလေးရွေးဒါကျတော့အရင်နှုတ်သွားတယ်နော် color မလား check ရွေးချင်ဒီလိုမျိုးရွေးဒီမျိုးမရွေးနဲ့ Burberry pattern ကကျတော့ blend ဖြစ်တယ်ထူတဲ့ line တွေပို့လိုက်တယ်ပပလေးတွေမရွေးနဲ့ပါထူလေးပို့ကောင်းတယ်and more darker color ပုံများရင်တော့ပိုကောင်းတယ်ပေါ့နော် size ကတော့မဆို and ဒီလိုမျိုး deep royal blue တွေ deep emerald ရှေ့မှာ
ဂျမ်ပုံရရမယ်နော် background ကအရင်ဖြစ်ရမယ် example ဒီအိမ်နဲ့ဆိုပြီးရင်ဒါကတော့ best color ပြီးတော့မှိန်လာတယ် smoky ဖြစ်တာမလိုက်ဘူး